မက္ကဆီကိုစီးတီးရဲ့တောင်ဘက်လှပတဲ့ရှောင်းချီမီကိုတူးမြောင်းတွေကြားမှာခရီးသွားတွေတွားဖို့ဝင်လေးတက်တဲ့ကျွန်းငယ်လေးတစ်ကျွန်းရှိပါတယ်။အဲ့ဒီနေရာမှာတစ်ပင်တိုင်းဟာတတီးရီတီးမနေခဲ့ပါဘူး။အဲ့ဒီရဲ့စားမျက်လုံးမရှိတဲ့ခြေလက်ပြက်နေတဲ့ရုပ်ပြက်ဆင်းပြက်အယုတ်ပေါင်းထောင်နဲ့ချီချိတ်ဆွဲခံထားရပါတယ်။ဒီကျွန်းကိုအစ္စလာဒီလတ်လို့ခေါ်ပါတယ်။ဒီရုပ်တွေဟာဘာကြောင့်ဒီနေရာမှာရှိနေတာလဲ။ဘသူကသူတို့ကိုဒီလိုကြောက်စရာကောင်းအောင်လုပ်ခဲ့ရလဲဒါဟာယူသွမှုတစ်ခုလားဒါမှမဟုတ်စိတ်ဝိညာဉ်လောကရဲ့တောင်းဆိုချက်လားဒီနေ့မှာတော့ကမ္ဘာ6ကြားဆုံးလို့သတ်မှတ်ခံထားရတဲ့အယုတ်များကျွန်းရဲ့အမောင်ဖုံးနေတဲ့လှိဝက်ချက်ကိုအသေးစိတ်ဖော်ထုတ်သွားမှာဖြစ်ပါတယ် Hi guys အန်ကယ်နီပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်း Mr. Anormal ဖြစ်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးတော့ကြဖို့မေးကြပါနဲ့နော်တခါတလေကြာရင်လုပ်ပြီးသားထည့်ရမယ်မလုပ်တာလည်းဖြစ်တတ်တာမို့ပါကဲ intro လေးပြီးသွားရင်တော့စလိုက်အောင်ဒီကျုံးပုံမှာချိတ်ထားတဲ့အယုတ်တွေဟာဆိုင်ကဝေးလာတဲ့အယုတ်တစ်တွေမဟုတ်ပဲအမိုက်ပုံတွေနဲ့မြစ်ထရဆေယူထားတဲ့အယုတ်ဟောင်းတွေပဲဖြစ်ပါတယ်ဒါကြောင့်မျက်လုံးမရှိတာခြေလက်တွေပြက်နေတာအသားရည်တွေအယောင်လွင့်ပြီးပုတ်ဆွေးနေတာကြောင့်ကြည့်ရတာအယမ်းကိုကြောက်စရာကောင်းပါတယ်တစ်ပင်တိုင်းမှာအယုတ်တွေကိုကျူးနဲ့ချိတ်ဆွေးတာဟာလူသေးအလောင်းတွေကိုချိတ်ဆွေးထားတယ်လို့မျိုးခန်းစားချက်ကိုပေးပါတယ်နေဝင်ချိန်မှာဒါမှမဟုတ်မြူဆိုင်နေတဲ့အချိန်တွေမှာဆိုရင်တကယ့်ကိုတုံလို့စရာကောင်းတဲ့မြင်ကွင်းမျိုးပါကျွန်းပေါ်မှာအယုတ်ထောင်ပုံများစွာရှိနေတဲ့အတွက်ဘယ်နေရာကိုပဲသွားအယုတ်တွေနဲ့အယုတ်တွေရဲ့မျက်လုံးတွေကကိုယ်ကိုလိုက်ကြည့်နေတယ်မျိုးခံစားရတတ်တယ်လို့လေဘက်ဖို့သူတွေကဆိုကြပါတယ်ဒီအဖြစ်ပြက်အစကတော့1950ပြည့်နှစ်တွေမှာစတင်ခဲ့ပါတယ်ဒွန်ဂျူလီယန်ဆိုတဲ့အမျိုးသားဟာလူလက်ပိုင်းအရွယ်မှာပဲသူ့ရဲ့တာယာတဲ့မိသားစုကိုရုတ်တရက်စွန့်ခွာခဲ့ပါတယ်သူဟာဘာသာတရားကိုအလွန်အမြင်ကိုင်းဆိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့လူပတ်ဝန်းကျင်ကိုစိတ်ကုန်ပြီးတော့ဒီတူးမြောင်းတွေထဲကကျွန်းပြက်လေးမှာတကူတော့လာရောက်အခြေချခဲ့ပါတယ်ဂျူလီယန်ဟာအေးအေးဆေးဆေးနေထိုင်ဖို့ကြိုးစားခဲ့ပေမဲ့သူရောက်ပြီးတိတ်မကြခင်မှာပဲသူ့ဘဝကိုထာဝရအမှောင်ချလိုက်မဲ့ပြည့်စုံတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဂျူလီယန်ရဲ့ပြပြချက်အရတနေ့မှာသူဟာကျွန်းအနီးကတူးမြောင်းထဲမှာရင်းနဲ့တင်နေတဲ့မိန်းကလေးငယ်တစ်ယောက်ကိုတွေ့ခဲ့ပါတယ်သူအသက်လူပြီးကေးခဲ့ပေမဲ့မောင်မြင်ခဲ့ပါဘူးအဲ့ဒီနောက်မှာရီထဲကနေမိန်းကလေးရဲ့အယုတ်တယုတ်မျောလာတာကိုသူတွေ့ခဲ့ပါတယ်ဂျူလီယန်ဟာအဲ့ဒီအယုတ်ကိုကောက်ယူပြီးတစ်ပင်မှာချိတ်ဆွဲလိုက်ပါတယ်အဲ့ဒီနေ့ကနေစပြီးတော့သူဟာအိမ်မက်ဆိုးရီစတင်မှတ်ခဲ့ပါတယ်ညဘက်ဆိုရင်ကျမကိုအယုတ်ပေးပါဆိုရက်အတန်ခြေတန်းတွေကြားရပါတယ်သူဟာမိန်းကလေးရဲ့ဝိညာဉ်ဟာသူ့ကိုမကျေနပ်လို့နှိမ့်ဆက်နေတယ်လို့ယုံကြည်သွားခဲ့ပါတယ်စိတ်ဝိညာဉ်ကိုနှစ်သိမ့်ဖို့နဲ့သူ့ကိုယ်သူကာကွယ်ဖို့အတွက်ဂျူလီယန်ဟာတွေးသမျှအယုတ်တွေကိုစူးစောင်းပါတော့တယ်အမိုက်ပုံကအယုတ်တွေတူးမြောင်းနေရတဲ့အယုတ်တွေကိုသူစူးစောင်းခဲ့ပါတယ်သူဟာအယုတ်တွေကိုမစေးကြောခဲ့ပါဘူးပြုတ်လဲမပြုတ်ပြင်ခဲ့ပါဘူးအဲ့ဒီစားအယုတ်တွေဟာကျုပ်ပိတ်လေးလေးဝိညာဉ်ကိုပူပြီးကာကွယ်ပေးနိုင်လေးပဲလို့သူဟာယူဆခဲ့ပါတယ်သူဟာနှစ်ပေါင်း90ကျော်ကြာအောင်ဒီအလုပ်ကိုလုပ်ခဲ့ပါတယ်ခုဆိုရင်ကျွန်းပေါ်မှာအယုတ်ပေါင်းထောင်နဲ့ချီရှိနေပါပြီနေပူရှိန်ကြောင့်အယုတ်တွေရဲ့အည်ပြားတွေကွာကျလာပြီးပူဟက်တွေဝင်အောင်နေရကြောင်းဒီကျွန်းဟာတိလက်ယုံနဲ့တင်ရင်တုံစရာကောင်းနေပါတယ်ဒီကျွန်းဟာ paranormal စူးစမ်းသူအတွက်နိဗ္ဗာန်တစ်ခုလူပါပဲလူသိများတဲ့ Ghost Adventures အဖွဲ့ဟာဒီနေရာကိုလာရောက်စူးစမ်းခဲ့ပါတယ်သူတို့ရဲ့မှတ်တမ်းတင်ချက်အရအယုတ်တွေဟာသူတို့ဘာသာမျက်လုံးလှုပ်ရှားတာခေါင်းလေတာမျိုးရှိရလို့ဆိုပါတယ်ဒေသခံလှေလော်သမားတွေကတော့ညဘက်မှာဒီကျွန်းနာကိုဘယ်တော့မှမကဲ့ရဲ့ကြပါဘူးသူတို့ပြောပုံအရဆိုရင်အယုတ်တွေဟာလာရောင်အောက်တိတ်ဆိတ်နေတဲ့အချိန်မျိုးမှာအယုတ်တွေကတရုတ်နဲ့တရုတ်တူတူလေးစကားပြောနေကြတယ်လို့မျိုးအတန်မျိုးတွေကြားရပါတယ်
အထူးသဖြင့်ညဘက်မှာဒါမှမဟုတ်မြူဆိုင်နေတဲ့အချိန်မျိုးမှာအယုတ်တွေစီကနေရီတန်ခက်တဲ့ဒါမှမဟုတ်ငိုတန်လိုမျိုးညင်းညူတန်တွေကိုကြားရတယ်လို့ဆိုကြပါတယ်ဒီအဖြစ်အပျက်ရဲ့အထွတ်ထရတော့2001ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်ဂျူလီယန်ဟာသူ့တူနဲ့အတူငါးဖမ်းနေရင်မိန်းကလေးတည်ဆုံးခဲ့တဲ့နေရာကိုသူညွှန်ပြပြီးတော့ဒီစကားကိုပြောခဲ့ပါတယ်သူမငါ့ကိုခေါ်နေပြီငါသူမနောက်ကိုလိုက်သွားရတော့မယ်လို့သူပြောခဲ့ပါတယ်ဒီလိုနောက်ပိုင်းဂျူလီယန်ပြောတဲ့နောက်ပိုင်းမိနစ်ပိုင်းအကြာမှာပဲဂျူလီယန်ကိုအဲ့ဒီနေရာမှာတင်ရင်းနှီးပြီးတည်ဆုံးလက်သာပြန်တွေ့ခဲ့ရပါတယ်ဒီလိုနဲ့ဂျူလီယန်ဟာသူမဝိညာဉ်နောက်ကိုလိုက်သွားခဲ့တယ်လို့လူအများကပြောကြပါတယ်လွန်ခဲ့တဲ့နှစ်90ကမိန်းကလေးတည်ဆုံးခဲ့တဲ့နေရာအတိအကျမှာပဲဂျူလီယန်ဟာရင်းနှီးတည်ဆုံးလက်တွေ့ရှိရပါတယ်ဒါဟာတိုက်ဆိုင်မှုပဲဖြစ်သလားဒါမှမဟုတ်ကျင်းစာတစ်ခုရဲ့နောက်ဆုံးအခန်းပဲဖြစ်မလားဒါကတော့လူတွေရဲ့ထင်မြင်ချက်အရောအများကြီးရှိခဲ့ပါတယ်ဒီနေ့မှာတော့ဂျူလီယန်ရဲ့တူဖြစ်သူကဒီကျွန်းကိုဆက်လက်ထိန်းသိမ်းထားပါတယ်ခရီးသွားတွေဟာဝိညာဉ်ကိုနှစ်သိပ်ဖို့အတွက်အယုတ်အသစ်လေးတွေကိုယူဆောင်လာပေးလိရှိပါတယ်ဒါပေမဲ့တတိထားရမှာဒီကျွန်းပေါ်ကနေအယုတ်တယုတ်ကိုယူဆောင်သွားဖို့မကြိုးစားကြပါနဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီအယုတ်ထဲမှာဝိညာဉ်ဟာတင်းနှောက်ကိုအိမ်အထိလိုက်ပါနိုင်လို့ပဲဖြစ်ပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe လုပ်ပေးတော့ကြဖို့မမေ့ကြပါနဲ့နော်အားလုံးပဲ view စိတ်ကြပါအပိမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဖြစ်ဆန်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ် Thank you for watching guys and then see you in the next video peace